သူချစ်ရတဲ့မိန်းကလေးနဲ့တက္ကသိုလ်တစ်ခုထဲမှာအတူတူတက်နိုင်ဖို့အတွက်ဝူယွန်းဟာသူ့ခန်းထဲမှာတင်ကိုပိတ်လောင်ထားခဲ့ပါတယ်။နေတိုင်းအပြင်မထွက်ဘဲစာမွေးပွဲအတွက်လေ့ကျင့်ခန်းတွေကိုပဲအပြင်းထန်လှုပ်ဆောင်ခဲ့ပါတယ်။သူ့ရဲ့စားတောက်မှုနဲ့အိပ်စက်မှုအားလုံးကိုသူ့အမေကပဲစီမံပေးခဲ့ရပါတယ်။သူပြေးနေတဲ့အချိန်တွေမှာတောင်စာတွေကိုအတန်ကျကျနဲ့အလွတ်ရွတ်ဖတ်နေခဲ့ပြီးအရင်ကတခါမှမကင်ဘူးတဲ့ပြဋ္ဌာန်းစာအုပ်တွေကိုလည်းစတင်ဖတ်ရှုခဲ့ပါတယ်။သူမဖြေရှင်းနိုင်တဲ့ပု္ပ္ပာတစ်ခုခုနဲ့ကြုံရတိုင်းလဲအဲ့ဒါကိုသဘောပေါက်နားလည်သွားတဲ့အထိတညလုံးမအိပ်ပဲစူးစမ်းခဲ့ပါတယ်။ကင်ချီတွေကိုအရန်စားမိလို့နေမကောင်းဖြစ်တဲ့အထိဖြစ်ခဲ့ရပေမဲ့အဲ့ဒီမိန်းကလေးရဲ့တပ်ပုံကိုမြင်လိုက်ရတာနဲ့တင်ချက်ချင်းပဲအင်အားတွေပြန်ပြည့်လာခဲ့ပါတယ်။တနေ့အကြာမှာတော့ဝူယွန်းဟာစာမွေးပွဲဖြစ်ဆိုခဲ့ပြီးအမှတ်ကောင်းနဲ့စိုးမျိုးသားတက္ကသိုလ်ကိုတက်ရောက်ခွင့်ရရှိခဲ့ပါတယ်။နောက်ဆုံးမှာတော့သူနေ့ရောညပါအမြဲတွေးတောနေခဲ့ရတဲ့မိန်းကလေးရန်စုကိုပြန်တွေ့ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့ရန်စုမှာရေးစားရှိနေပြီဖြစ်လို့ဝူယွန်းဟာအပြင်ပန်းမှာဘာမှမဖြစ်သလိုဟန်ဆောင်နေခဲ့ပေမဲ့စိတ်ထဲမှာတော့အကြီးကျယ်စိတ်တန်ရာရသွားခဲ့ပါတယ်။ဒါတော့မှသူလက်မလျှော့ခဲ့ပါဘူး။ရန်စုရဲ့မွေးနေ့မှာဝူယွန်းဟာသူမအကြိုက်ဆုံးကော်နေရှင်းပန်းတွေကိုဝယ်ပြီးသွားတွေ့ခဲ့ပါသူမရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့သူမရဲ့ရီးစားကသူမကိုဆွဲကြိုးစင်ပေးနေတာကိုမြင်လိုက်ရပြီးသူတို့နှစ်ယောက်ဟာအရန်ကိုရင်းနှီးနေကြပါတယ်သူတို့နှစ်ယောက်ပို့ပြီးနီးစပ်သွားခါနီးမှာပဲကြောက်ခဲတစ်လုံးရုတ်တရက်ပြန်တက်လာပြီးကားမှန်ကိုထိမှန်သွားခဲ့ပါတယ်အဲ့ဒါကဝူယွန်းပြစ်ပေါက်လိုက်တာဖြစ်ပြီးသူဟာချက်ချင်းပဲလှည့်ပြေးသွားရင်းသူ့ရဲ့စိတ်ပြတ်မှုနဲ့မကျေနပ်မှုတွေကိုတပြိုင်နက်တည်းပောက်ကွဲထုတ်ပစ်လိုက်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ဝူယွန်းဟာအရန်ကိုစိတ်တက်ကြနေခဲ့ပါတယ်။တနေ့မှာတော့စာကြည့်တိုက်ထဲမှာရန်စုရဲ့ရီးစားကတခြားမိန်းကလေးတစ်ယောက်နဲ့ကလူမျိုးနေတာကိုသူတွေ့လိုက်ရပါတယ်။ရန်စုစိတ်တန်ရာရသွားမှစိုးရိမ်တဲ့အတွက်သူမြင်ခဲ့သမျှအားလုံးကိုရန်စုကိုပြောပြခဲ့ပါတယ်။ဒါပေမဲ့ရန်စုကတော့ဝူယွန်းဟာသူတို့ရဲ့ဆက်ဆံရေးကိုတမင်တက်ဖျက်ဆီးဖို့ကြိုးစားနေတယ်လို့ပဲထင်မြင်ခဲ့ပါတယ်။ဝူယွန်းဟာဒါကိုဆက်ပြီးတိမခံနိုင်တော့ပဲလူအများကြီးရဲ့ရှေ့မှာတင်အဲ့ဒီအမျိုးသားကိုထိုးကျိတ်ပစ်လိုက်ပါတယ်။အဲ့ဒီအချိန်ကစားပြီးသူတို့နှစ်ယောက်ဟာစကားမပြောဖြစ်ကြတော့ပဲအချင်းချင်းရှောင်ဖယ်နေခဲ့ကြပါတယ်ဒါပေမဲ့ဒီအခြေအနေကတိတ်မကြလိုက်ပါဘူး။ဝူယွန်းစစ်တပ်ထဲဝင်မဲ့နေ့မှာရန်စုကိုယ်တိုင်သူ့ကိုလာရောက်နှုတ်ဆက်ခဲ့ပါတယ်။ဝူယွန်းရဲ့အရင်ကလုပ်ရက်တွေကြောင့်ရန်စုဟာနောက်ပိုင်းကျမှသူမရေးစားရဲ့စရိုက်အမှန်ကိုသိရှိသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီညမှာပဲဝူယွန်းဟာအမူးလုံပြီးအဝတ်စားတွေညစ်ပတ်ကုန်တဲ့အခါရန်စုကသူ့အဝတ်စားတွေကိုရှုပ်ဖုတ်ပေးခဲ့ပါတယ်။ဝူယွန်းနိုးလာတဲ့အချိန်မှာတော့ရန်စုကထွက်ခွာသွားနေပြီဖြစ်ပြီးသူမရဲ့ဆက်သွယ်ရမယ့်အချက်လက်တွေကဗီဒီယိုအောက်ကိုမတော်တဆပြုတ်ကျကြံရစ်ခဲ့တာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်လုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်9နှစ်ကြာပြီးနောက်ဝူယုံမှာချမ်းသာတဲ့မိသားစုကလာတဲ့ရီးစားအတစ်တယောက်ရှိနေခဲ့ပြီးသူတငယ်ချင်းတွေကလည်းဒီဆက်ဆံရေးကိုတံမိုးထားဖို့ပြောကြပါတယ်။ဒါပေမဲ့ဒီအကြောင်းအရာပေါ်လာတိုင်းဝူယုံကအမြဲတမ်းရှောင်ဖယ်နေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့နှလုံးသားထဲမှာလုံးဝလက်လွတ်လို့မရတဲ့လူတစ်ယောက်ရှိနေလို့ပါပဲ။နှစ်တွေကြာလာပေမဲ့သူဟာရန်စုရဲ့သတင်းကိုသိရဖို့နီလန်းပေါင်းစုံနဲ့စူးစမ်းခဲ့ပေမဲ့ဘာတဲလုံစမှမရခဲ့ပါဘူး။တနေ့မှာတော့လမ်းပေါ်မှာကြော်ညာစာရွက်တွေဝင်ငှနေရင်ရန်စုနဲ့မတော်တဆပြန်ဆောင်ခဲ့ပါတယ်သူဟာသူ့မနောက်ကိုတိတ်တဆိတ်လိုက်သွားခဲ့ပြီးကြက်ကြော်ဆိုင်တစ်ခုမှာအတူတူထိုင်ခဲ့ကြပါတယ်ရန်စုကအခုထိလူပြိုကြီးဖြစ်နေစေဖြစ်ပြီးရီးစားဟောင်းနဲ့လမ်းခွဲကလေးကနောက်ထပ်ရီးစားထားဖို့စိတ်ကူးမရှိတော့တာကိုသူသိလိုက်ရပါတယ်အခုဆိုရင်သူမဟာအလုတ်သေးအမွှားလေးတွေလှုပ်ရင်းအသက်မွေးနေပြီးအနာဂတ်အတွက်လည်းဘာရည်မှန်းချက်မှမရှိဖြစ်နေပါတယ်ဝူယုံကသူမကိုဖက်ရှင်ဒီဇိုင်နာအလုပ်နဲ့မိတ်ဆက်ပေးတဲ့ထောက်ခံစာတစ်စောင်ကိုထုတ်ပေးခဲ့ပြီးသူမရဲ့အိမ်မက်တွေကိုပြန်လည်ရှာဖွေနိုင်ဖို့မျှော်လင့်ခဲ့ပါတယ်။ရန်စုအဝတ်စားတွေဒီဇိုင်းဆွဲနေတဲ့အချိန်မှာအရန်လာတယ်လို့သူတွေးခဲ့ပါတယ်။ရန်စုဟာစိတ်လှုပ်ရှားသွားခဲ့ပေမဲ့သူမမှာကားမောင်းနိုင်စင်မရှိတဲ့အတွက်တွာလာရတာအဆင်မပြေဖြစ်နေပါတယ်။ဝူယုံကဒါကိုကြိုတင်တွေးတောထားပြီးသားဖြစ်လို့နောက်ရက်တွေမှာတော့သူဟာရန်စုရဲ့ကိုယ်ပိုင်ဒရိုင်ဘာဖြစ်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာတဖြည်းဖြည်းပိုပြီးနီးစပ်လာခဲ့ကြပြီးတန်ရောစင်တွေလည်းမြင်မြန်ဆန်ဆန်တိုးလာခဲ့ပါတယ်။သူတို့နှစ်ယောက်နန်းတော့မဲ့အချိန်မှာပဲရန်စုကရုတ်တရက်ရက်တက်လိုက်ပါတယ်။မကြခင်မှာပဲဝူယုံဟာရန်စုကိုသူ့ရဲ့ခံစားချက်တွေကိုဖွင့်ပြောခဲ့ပါတယ်။သူအခုထိသူမကိုချစ်နေတော့မဲလို့ပြောခဲ့ပေမဲ့ရန်စုကတော့ဘာမှပြန်မပြောခဲ့ပါဘူး။နောက်ရက်မှာတော့ရန်စုကနောက်ခါသူ့ကိုလာမတွေ့ဖို့ message ချပို့ခဲ့ပါတယ်။အဲ့ဒီ message ချကိုဝူယုံရဲ့ရီးစားကမြင်သွားခဲ့ပေမဲ့သူမကစိတ်မဆိုးပဲဝူယုံကိုသူ့ခံစားချက်တွေကိုရှင်းလင်းဖို့အချိန်ပေးခဲ့ပါတယ်။ဝူယုံကတော့သူမနဲ့ချက်ချင်းလမ်းခွဲလိုက်ပြီးရန်စုကိုလိုက်ရှာခဲ့ပါတယ်။သူလမ်းခွဲလိုက်ပြီးလို့ပြောတဲ့အခါရန်စုကဝူယုံဟာစိတ်လိုက်မှန်ပါလှုပ်လုံးနေလို့ပြောပြီးသူမဟာအရင်ကကောင်မလေးမဟုတ်တော့ဘူးလို့ဆိုပါတယ်။ဝူယုံကတော့သူမပြောသမျှကိုဘာမှနားမထောင်ခဲ့ပါဘူး။